Channel ကနေကြိုဆိုလိုက်ပါတယ်အဲ့တော့ဒီ show မနေ့က biology ရဲ့ branches တွေအကြောင်းသင်ပြီးသွားပြီဒီတစ်ခေါက်မှာက characteristic of living things သက်ရှိတွေရဲ့လက္ခဏာရပ်တွေအကြောင်းကိုဒီ show သင်ရမယ် main characteristic ဖြစ်တဲ့ခုနှစ်ချက်ကို focus ထားပြီးတော့နောက်ပိုင်းမှာအခြေပြပြီးသင်ရမယ်အဲ့တော့ခုနှစ်ခုဖြစ်တဲ့ဟာတွေကဘာတွေလဲဆိုရင် the main characteristic of living things are there သူတို့တွေက number 1က cellular structure cell တည်ဆောက်ပုံနံပါတ်2က metabolism ဇီဝရုပ်ဖြစ်ပြခြင်းနံပါတ်3က growth ကြီးထွားခြင်း4 movement ရွေ့လျားခြင်း5 irritability တုံ့ပြန်နိုင်စွမ်းရှိမှု6 reproduction သူကတော့မျိုးပွားခြင်းဖြစ်မယ်ခွန်ကတော့ adaptability အလိုက်သင့်ပြောင်းလဲခြင်းဖြစ်တယ်အဲ့တော့ဒါတွေကိုအကျယ်ပြန့်လေ့လာဖို့ဆိုရင်ပထမတစ်ခုက cellular structure cell တည်ဆောက်ပုံ All living consists of the living substance called protoplasm အဲ့တော့ဒီလို cell structure မှာရှေ့မှာလည်းသင်ပြခဲ့တယ်သူ့မှာကဒီမှာဆိုရင် cell လေးတစ်လုံးရှိမယ်တွင်ထဲမှာ nucleus ရှိမယ် nucleus ထဲမှာ DNA တွေရှိမယ်ဒါကိုဒီလို label number 1ထိုးမယ်ဆိုရင် cell membrane ဖြစ်မယ်ဒီ label number 2က protoplasm ဖြစ်မယ်ဒီ number 3လေးက nucleus ဖြစ်မယ် nucleus ထဲမှာဒီလို DNA တွေပါမယ်ဒါက basic ဖြစ်တဲ့ cell structures ဖြစ်တယ်အဲ့တော့ဒီမှာက living things တက်ရှိတွေမှာဆိုရင်living substance လို့ခေါ်တဲ့ protoplasm တွေပါမယ်အဲ့ဒါတွေက basic ဖြစ်တဲ့ cell တွေရဲ့တည်ဆောက်ပုံတွေဖြစ်တယ်these cell contain ဒီ cell တွေမှာပါဝင်တဲ့ DNA ရဲ့အကျယ်ပြန့်က deoxyribonucleic acid molecules ဖြစ်မယ်နော် deoxyribonucleic acid molecule ရောစတော့ကပြောထားခဲ့တဲ့အတိုင်း cell တွေမှာ nucleus ရှိမယ် nucleus ထဲမှာ DNA တွေရှိမယ်မျိုးရိုးဗီဇတွေရှိမယ် that carry biological information ဇီဝဗေဒနဲ့ဆိုင်တဲ့အချက်အလက်တွေကိုသယ်ဆောင်ပေးတယ်ပြောချင်တာကကျွန်တော် DNA တွေစစ်တဲ့အခါမှာမျိုးရိုးဗီဇမိဘဘက်ကပါတဲ့မျိုးရိုးဗီဇလေးကို꿰သွားမယ်အမေဘက်ကဗီဇလေးတွေလည်းရှိမယ်အဖေဘက်ကဗီဇလေးလည်းရှိမယ်အဲ့လိုအချက်အလက်လေးတွေကိုတစ်ခုချင်းစီပါဝင်တဲ့ cell လေးတွေမှာတစ်ခုချင်းစီပါဝင်တဲ့ဗီဇလေးတွေကို DNA လို့ခေါ်မယ်ဒါတွေကို biological information လို့လည်းခေါ်မယ်နောက်ထပ်တစ်ခုကဒီလိုပြောရမယ်ဆိုရင်ဒါလေးကတော့စောစောက cell diaphragm လေးဖြစ်မယ်ဒီမှာကရော nucleus ရှိမယ် nucleus ရှိမယ် nucleus ဒီမှာဒီအပြာလေးမှာ DNA ရှိမယ်เนาะဒါ cell membrane လိုက်ဆိုဆုံးဒါတွေကတော့နောက်ပိုင်းမှာသင်ရမယ့် organelle လေးတွေအကြောင်းဖြစ်မယ် organelle ဆိုတာကတော့အင်္ဂါနှုတ်ငယ်လေးလို့ခေါ်မယ်ဒီမှာ cytoplasm protoplasm ဆိုတော့ကဒီချက်သင်ထားခဲ့တဲ့အတိုင်းဒီလိုမျိုး organelle နှုတ်ငယ်လေးပါမယ်ဆိုရင်တော့ဒီနေရာအပြာနုနေရာကြီးက cytoplasm ဖြစ်မယ်ဘာမှမပါဘဲနဲ့ဒီအပြာနေရာလိုကြီးမှာအင်္ဂါနှုတ်ငယ်မရှိဘူးဆိုရင်တော့ protoplasm လို့ခေါ်မယ် living substance ခေါ် protoplasm လို့ခေါ်မယ်နောက်ထပ်တစ်ခုကcells of plants and animals are organized into tissue and tissues are in turn organized into organs and systems ဆိုတာကဒီနောက်မှာပုံနဲ့ပြရမယ်ဆိုရင် cells လေးတစ်လုံးရှိမယ် cells လေးက cell တစ်လုံးရှိမယ်နောက်ထပ်တစ်လုံးကပ်လိုက်တဲ့အခါမှာဒါက tissue အဆင့်ဖြစ်သွားမယ်ပြောရမယ်ဆိုရင် cell နှလုံးနဲ့နှလုံးထပ်ပို့တဲ့အရာကိုဒီလို tissue လို့ခေါ်မယ်ဟုတ်ပြီ tissue လေးအများကြီးစုလိုက်တဲ့အခါမှာကျတော့ organ ဆိုတဲ့အရာဖြစ်လာမယ်ပြောမှဆိုရင်ဒီခန္ဓာကိုယ်တွင်းပိုင်းကအစိတ်ပိုင်းတွေအုံနောက်တွေအသည်းတွေနှလုံးတွေဥတွေကြောက်ကပ်တွေဒါတွေဟာအခြေခံကြတဲ့ cells လေးတွေနဲ့တည်ဆောက်ထားမယ်အပေါ်cell တွေကိုစုပေါင်းလိုက်တဲ့အခါမှာ tissue အဆင့်ဖြစ်မယ် tissue တွေပေါင်းလိုက်တဲ့အခါမှာ organ ဖြစ်လာမယ် organ တွေပေါင်းလိုက်တဲ့အခါမှာ organ system တွေဖြစ်လာမယ် organ system ဆိုတာကတော့ဒီမှာပြထားတဲ့လူတစ်ယောက်လုံးကိုဒီလို organ system လို့ခေါ်မယ်အဲ့တော့ပြောချင်တာကပထမဆုံးအဆင့်က cells ဖြစ်မယ်ပ
ထမဆုံးစဉ်က cells တွေကိုပေါင်းလိုက်တဲ့အခါမှာ tissue တွေကိုပေါင်းလိုက်တဲ့အခါမှာ organ ဖြစ်မယ် organ တွေပေါင်းလိုက်တဲ့အခါမှာ organ system တွေဖြစ်မယ်ဟုတ်ပြီနော်သူအဲ့ဒါကိုပြောချင်တာ these structures are responsible for carry out the various life processes ဒီ structure တွေကတော့ teacher တို့ဒီ life daily life မှာဆိုရင်life process လုပ်ငန်းစဉ်တွေမျိုးစုံသောလုပ်ငန်းစဉ်တွေကိုသယ်ပိုးဆောင်ရွက်ပေးတယ်နောက်တစ်ခုက metabolism ကဇီဝရုပ်ဖြစ်ပျက်ခြင်းဇီဝရုပ်ဖြစ်ပျက်ခြင်းက the metabolism is the sum of the various processes မျိုးစုံသောလုပ်ငန်းစဉ်တွေကိုစုပေါင်းပြီးတော့သူက organism သက်ရှိတွေရဲ့ဘဝကိုရှင်သန်ပေးဖို့ပြုလုပ်ပြီးတဲ့အရာဖြစ်တဲ့ metabolism ဆိုတာကတော့အရေးကြီးတဲ့အခန်းကဏ္ဍပေါ့သူ့မှာကအပိုင်းနှစ်ပိုင်းခွဲခြားထားတယ် the two aspects of metabolism သူကပထမတစ်ခုက anabolism ဇီဝဖြစ်ခြင်းနောက်ထပ်တစ်ခုကနံပါတ်2က catabolism ဇီဝပျက်ခြင်းဖြစ်မယ်ပြောရရင်တော့ဒါကဇီဝဖြစ်ခြင်းဆိုတာကတော့တချို့တို့အစားအသောက်တွေစားမယ်အစားအသောက်တွေစားပြီးတော့အစားအသောက်ကနေပြီးတော့စွမ်းအင်တွေယူမယ်ဒါကဇီဝဖြစ်ခြင်းဖြစ်မယ်စွမ်းအင်တွေယူပြီးတော့မလိုအပ်တော့တဲ့တချို့တို့ခန္ဓာကိုယ်အတွက်မလိုအပ်တော့တဲ့အစားအသောက် waste product တွေကိုပြန်လည်စွန့်ထုတ်တာကိုကြာတချို့ဇီဝပြတ်ခြင်းလို့ခေါ်မယ်အဲ့ဒါကိုအခြေဖြန့်ပြီးလေ့လာဖို့ဆိုရင်ဒီမှာ anabolism ရှိမယ် the food material ဆိုတာကတော့ပစ္စည်းပြောပါတော့ဒီအစားအသောက်တွေမှာပါတဲ့ materials ပစ္စည်းလေးတွေက made into a part of the organism ဒီ organism တွေကဒီ food material တွေကိုစုပ်ယူပြီးတော့စွမ်းအင်တွေကိုယူတယ်အဲ့ဒီ process ကို anabolism ဇီဝရုပ်ဖြစ်ခြင်းဖြစ်မယ်စောစောကလိုပဲအစားအသောက်စားမယ်ဒီအစားအသောက်တွေစားလို့ရတဲ့စွမ်းအင်ကanabolism ဆိုတဲ့ process ဖြစ်တဲ့အတွက်ကြောင့်ရတို့သွားလာလှုပ်ရှားနိုင်တဲ့နေ့စဉ်ဘဝမှာအသက်ရှင်နေထိုင်နိုင်တယ်ဒါကအရေးကြီးတဲ့အခန်းကဏ္ဍဖြစ်တဲ့ anabolism ရဲ့အကြောင်းဖြစ်တယ်နောက်ထပ်တစ်ခုက catabolism ကတော့ဇီဝရုပ်ဖြတ်ခြင်းဖြစ်မယ်ဇီဝရုပ်ပြတ်ခြင်းဆိုတာကတော့သူကဒီ food material when broken down ဆိုတာကတော့ဒီအစာတွေကိုခြေဖြတ်ပြီးစွမ်းအင်လည်းထုတ်ယူပြီးနောက်ဆုံးမလိုအပ်တော့တဲ့အခြေအနေ release ကတော့ထုတ်လုပ်တဲ့ energy စွမ်းအင်တွေကိုထုတ်လုပ်ပြီးစုပ်ယူပြီးသွားပြီသူ့ရဲ့နောက်ဆုံး result ကတော့ waste product အနေနဲ့ရရှိသွားတယ်ပြောမယ်ဆိုရင်မလိုအပ်တဲ့အညစ်အကြေးအစွန့်ပစ်ပစ္စည်းအညစ်အကြေးတွေပြန်ရတယ်အဲ့ဒါကိုဒီချေတို့ catabolism စွမ်းအင်လည်းမရှိတော့ဒီချေတို့စားလိုက်တဲ့အစားအစာတွေအကုန်လုံးကစွမ်းအင်လည်းမရှိတော့ဘူးဘာမှသုံးလို့မရတဲ့အခြေအနေမှာဒီချေတို့ခန္ဓာကိုယ်ကနေပြန်ပြီးတော့စွန့်ထုတ်ရမယ်ပြောရမယ်ဆိုရင်တော့ဒီချေတို့အလေးစွန့်တာကိုပြောတယ်ဒါက catabolism ဆိုရက်ဇီဝရုပ်ပြတ်ခြင်းအခြေအနေဖြစ်တယ်အဲ့တော့ဒီမှာဆိုရင်The important metabolic processes that take place in organism involve the utilization of food. ဒီအရေးကြီးတဲ့ metabolic process ဒီဇီဝရုပ်ဖြစ်ပျက်ခြင်းဖြစ်ဖို့အတွက်ဒီorganism တွေမှာသူတို့ရဲ့အစားသုံးလိုက်တဲ့အစားအသောက်တွေကနေပြီးတော့ process တွေဖြစ်တယ်။သူ့မှာပါဝင်တဲ့ process တွေက nutrition အာဟာရပြုခြင်းနောက်ထပ် respiration နဲ့ excretionဟုတ်ပြီနော်ဒီသုံးခုဆောင်ရွက်မှာဒီလို anabolism နဲ့ catabolism တွေဖြစ်တယ် metabolism နောက်ဆုံးတော့အလုံးစုံခြုံပြောရမယ်ဆိုတော့ metabolism ဆိုတဲ့process ကြီးတစ်ခုလုံးဖြစ်သွားတယ်ပြောရမယ်ဆိုတော့ဒီအစာအဖြူစွမ်းအင်ထုတ်ခြင်းတော့မဟုတ်ဘူးတကယ်တမ်းဒီ respiration ကအသက်ရှူခြင်းဆိုတာကဒီကျတို့ခန္ဓာကိုယ်ကြီးအသက်ရှူ energy ရဖို့အတွက် ဆိုတာဒီကျတို့ခန္ဓာကိုယ်ကြီးတစ်ခုလုံးက cell တွေနဲ့တည်ဆောက်ထားတယ်ဒီ cell တွေဒီကျတို့ energy ရဖို့အတွက်ဆိုရင်အောက်ဆီဂျင်တွေလိုမယ်ရေတွေလိုမယ်အောက်ဆီဂျင်ရှူလိုက်တာကလည်းကျတို့ cell တွေအတွက်စွမ်းအင်ရဖို့အတွက် cell တွေဒီ process တွေထဲမှာcell တွေဆောင်ရွက်တဲ့ process တွေ function တွေထဲမှာဆိုအစာဖြိုခြင်းလည်းရှိမယ်အဲ့တော့အစာဖြိုစွမ်းအင်ထုတ်ခြင်းဒီစွမ်းအင်ထုတ်ဖို့အတွက်ဒီကျတို့လေတွေရှူမရမယ်နောက်ဆုံးတစ်ခုကတော့အညစ်အကြေးစွန့်ခြင်းဒီအဆင့်ကတော့ပြီးမြောက်သွားရင်တော့ဒီကျတို့ metabolism process ကြီးတစ်ခုပြီးမြောက်သွားပြီနောက်ထပ်တစ်ခုကဒီကျတို့ growth ကတော့လွယ်တယ်
the growth of an organism ဒီသက်ရှိတွေရဲ့ကြီးထွားမှုကတော့သူက increase ကတော့တိုးတယ်မြင်ရနိုင်တယ် see မြင်ရနိုင်တယ် in size and weight ဒီကျတော့အရွယ်အစားနဲ့၄ချိန်နေတိုးလာခြင်းအပြင်ဒီကျတော့ဒီသက်ရှိတွေတရဝါတွေကြီးထွားခြင်းကိုမြင်နိုင်တယ်နောက်တစ်ခုကသူ resulting ကတော့ the use of food to further develop structures in the organism အစားအသောက်တွေကိုအသုံးပြုခြင်းအပြင်ကျတော့ဒီ structures တွေက develop ဖြစ်လာတယ်ဟုတ်ပြီနော်အစားအသောက်တွေကိုစားခြင်းအပြင်အသုံးပြုခြင်းအပြင်ကျတော့ develop ဆိုတာကတော့ကြီးထွားဖွံ့ဖြိုးတာကိုပြောတယ်ကျတော့ structures တွေကြီးထွားဖွံ့ဖြိုးဖို့ဆိုရင်အစားအသောက်တွေကိုစားတာမယ်ဒါက grow ကဏ္ဍဖြစ်တယ်နောက်တစ်ခုက movement ကတော့ all living shows some kinds of movement some kinds of movement ဆိုတာကတော့ဒီချေတို့တက်ရှိတရဝါတွေကတော့ movement ဖြစ်တာကိုရှင်းရှင်းလင်းလင်းမြင်ရနိုင်တယ်this is more obvious ကတော့ပုံမထင်ရှားတာကိုပြောတယ် in animals movement တွေမှာပုံမထင်ရှားအောင်မြင်ရတဲ့တရဝါတွေရှိမယ်ဘာလို့လဲဆိုတော့သူတို့မှာကsince ကတော့ကျတော့ because ဆိုတဲ့အဓိပ္ပာယ်ရမယ် because they have organ သူတို့က organ ခြေလက်ဟုတ်ပြီနော်movement or locomotion ရွေလျားခြင်းနဲ့လှုပ်ရှားခြင်းဖြစ်ဖို့အတွက်ဒီကျ organ တွေပါ organ တွေကတော့ဒီကျခြေတွေ lap တွေရှိမယ်ဟုတ်တယ်နော်ဒီကျအယိုးတွေပါမယ်ဒါတွေကိုပြောတယ်ဒါပေမဲ့ကျတော့ဒီတရဝါတွေမှာရွေရှားဖို့ organ တွေပါပေမဲ့အပင်တွေမှာကျတော့ထင်ထင်ရှားရှားမြင်နိုင်ဖို့ရွေလျားဖို့ကိုထင်ထင်ရှားရှားမြင်နိုင်ဖို့ organ တွေကမပါကြဘူးပြောရမယ်ဆိုရင်ကျတော့လမ်းလျှောက်သွားဖို့ဆိုသူတို့မှာခြေထောက်တွေမရှိဘူးလက်တွေလှုပ်ရှားဖို့လက်တွေလည်းမရှိဘူးအဲ့တော့ movement in plant အပင်တွေကလှုပ်ရှားမှုကြဘယ်လိုမျိုးဖြစ်မလဲဆိုရင် mainly take place inside the cells ဒီကျတော့ဒီအပင်တွေရဲ့အတွင်းပိုင်းမှာရှိနေတဲ့ cells တွေ some result from the stimulus such as light stimulus ကတော့တုံ့ပြန်နိုင်စွမ်းပေါ့ကွယ်တုံ့ပြန်တယ် such as light အလင်းရောင်ကိုတုံ့ပြန်တယ်ဟုတ်ပြီနော်သူ့ရဲ့ result ကသူပြောချင်တဲ့ result က movement ကိုပြောမယ်ဒီပြောမယ်ဆိုရင်အပင်တွေရဲ့ movement ကိုမြင်ရဖို့ဆိုရင်တချို့ဒီအပင်တွေရဲ့အတွင်းပိုင်း cells တွေ stimulate တုံ့ပြန်လိုက်တယ်အလင်းရောင်ကိုတုံ့ပြန်ခြင်းအပြင်ဒီအပင်တွေရဲ့ movement ကိုတွေ့နိုင်တယ်ဘယ်လိုမျိုးလဲဆိုရင်ဒီကျတော့YouTube တွေမှာ TikTok တွေမှာဆိုရင်အပင်တွေရဲ့ကြီးထွားမှုနှုန်းကို speed up အနေနဲ့ပြရင်ဒီအကိုင်းခက်လေးတွေကတဖြည်းဖြည်းနဲ့ရှေးလာမယ်နေ့စဉ်ရက်ဆက်တော့ဒီကျတော့ဒီတွေ့တာကတိတ်ပြီးတော့မသိတာပေမဲ့တဖြည်းဖြည်းရက်တွေများလာတဲ့အခါမှာသူတို့ရဲ့ရွေးရှားမှုလေးတွေကတဖြည်းဖြည်းထင်သာမြင်သာရှိလာမယ်ပြောမှဆိုရင်ဒီကျတော့ဒီအပင်သေးသေးလေးဒီအပင်ကြီးပြောမှဆိုရင်အပင်ကြီးအောက်မှာပေါက်နေတဲ့ຫນွယ်ပင်သေးသေးလေးတွေကအရိပ်အောက်မှာလုံးဝမနေဘူးနေအောင်ရှိတဲ့ဘက်ကိုသူ့ရဲ့ຫນွယ်ပင်အကိုင်းခက်လေးတွေကရွေ့သွားမယ်အဲ့လိုမျိုး stimulus ဖြစ်တဲ့process ကြောင့်ဒီအပင်လေးတွေက movement ဖြစ်လာမယ်အဲ့လိုမျိုးဟာကိုဒီ movement in plant mainly take place inside the cells although some result from the stimulus such as light ဒီဘိုင်းကိုနားလည်မယ်လို့ဒီချက်မျှော်လင့်နေပြီးတော့ခြုံပြောရမယ်ဆိုရင် movement မှာကတိတာထင်ရှားပြီးတော့ movement ဖြစ်တာကဒီချေတို့ animals တွေဖြစ်မယ်ဘာလို့လဲဆိုတော့သူတို့မှာရွေးရှားဖို့လှုပ်ရှားဖို့ organ တွေပါဝင်လို့ movement in plant အပင်တွေမှာကြတော့ဒီချေတို့အတွင်းပိုင်း cells တွေဒီ stimulate ဖြစ်တဲ့နေရာမှာပြောမယ်ဆိုရင်အလင်းရောင်ရှိတဲ့ဘက်ကိုသွားတာမျိုးဆိုရင်ဒီချေတို့ဒါက movement ဖြစ်တာအပင်ရဲ့ movement ဖြစ်တယ်လို့ဆိုလို့ရတယ်အဲ့တော့ဒီနေ့တော့ဒီချေတို့ဒီလောက်ပဲနောက်နေ့မှာတော့ကျန်တဲ့အပိုင်းလေးတွေလေ့လာရအောင်ကောင်းသောနေ့လေးဖြစ်ပါစေ။